မေရိကန်ကိုထိန်းချုပ်ထားတာလေကမ္ဘာကြီးကထိန်းချုပ်ထားတာဘာနဲ့ထိန်းချုပ်ထားလဲသူတို့တိဆောက်ထားသော global ကမ္ဘာလုံးဆိုင်ရာငွေကြေး market ကမ္ဘာလုံးဆိုင်ရာမင်္ဂလာပါဒီဒီရှင်နေမြန်မာမှာကြိုဆိုပါတယ်ဒီဒီရှင်နေမြန်မာဟာဆိုရင်နေ့စဉ်တွေဥတွန်လိုင်းရေးနဲ့ပတ်သက်တဲ့သတင်းတို့သတင်းကောင်းတွေကိုတင်ဆက်ပေးနေတာမို့ဒီဒီရှင်နေမြန်မာကိုစခိုင်လေးလုပ်ပေးပြီးအသစ်တင်တိုက်သိရအောင်ဘေးနာကနိုတီခေါက်လောက်လေးကိုပါနှိုက်ပေးခဲ့ပါနော်ကျေးဇူးသူများကိုအထူးပဲကျေးဇူးတင်ပါတယ်ကွအနေထားများအရာထိန်းချုပ်လိုက်တာအဲ့တော့နောက်ဆုံးသူတို့ပြောသလိုပဲကမ္ဘာတထေးများကနေပြီးတော့သူတို့ကိုထိန်းချုပ်ထားတာအဲ့ဒီတထေးထဲမှာတရုတ်နိုင်ငံပါတယ်ရုရှားနိုင်ငံပါတယ်လို့ကနတော့အာရှကနိုင်ငံများအာရှကြားတွေပါတယ်အာဖရိကကြားတွေပါတယ်ဥရောပကြားတွေပါတယ်ဩစတြေးလျကြားတွေပါတယ်တောင်အမေရိကတိုက်ကြားတွေအားလုံးကကမ္ဘာပေါ်မှာနိုင်ငံတိုင်းမှာကိုကြွကြိုက်မကြိုက်အာနာရှင်ဟုတ်မဟုတ်နိုင်ငံတိုင်းမှာတန်းကြွယ်တထေးရှိတယ်နိုင်ငံတိုင်းမှာဘီလီယံနာရှိတယ်ဘလောက်ပဲကမ္ဘာအစင်းအဆုံးမြန်မာနိုင်ငံအစင်းအဆုံးလို့ပြောနေတာမြန်မာပြည်မှာလည်းဘီလီယံနာရှိတယ်မြန်မာပြည်မှာလည်းဒေါ်လာတန်းရာနဲ့ချီပြီးသုံးနိုင်တဲ့လူတွေရှိတယ်ယနေ့မင်းအောင်လှိုင်ခေတ်မှာပိုးတောင်ရှိသေးတယ်မင်းအောင်လှိုင်သားသမီးတွေဆိုပြောမိနေကြည်တက်ချမ်းသာတာဘာလို့နိုင်ငံလုံးကိုသိမ်းထားတာကိုမင်းအောင်လှိုင်သားသမီးပြောနေသူတို့ကိုမှီခိုနေရတဲ့အမှီခိုအပားတွေဟိုဆက် contractor တွေအစ်စ်နေတော့အဲ့လောက်ချမ်းသာကြမှာဒါအရှိတယ်ရပဲအဲ့လူတွေကဝယ်ကြတာပေါ့အဲ့တော့အဲ့လိုဝယ်တဲ့ခါကျတော့Elon Musk အမေရိကန်တို့ကအခုပဲအကုန်သွယ်ကောက်မယ်မနေ့ပြင်ကြရင်မကောက်ဘူးပြောမယ်အခုပဲဟိုဈေးရောက်မယ်မနေ့ပြင်ကြရင်မရောင်းပြောတယ်မနေ့ပြင်ကြရင်ယူကရိန်းကိုတိုက်မယ်အခုမတိုက်တော့ပြန်ဘူးလက်လက်ပေးမယ်မပေးတော့ပြန်ဘူးပြောပြန်ပြီအဲ့ကြောင့်အမေရိကန်ကစိတ်ဆိုးပြီးအဲ့တော့ရုရှားကသိမ်းပြီးဥရောပကစိတ်ဆိုးပြီးနျူကလီးယားနဲ့လုပ်ပြီးဟာကဘာကြီးကတိုက်တော့မလားကဘာကြီးကပဲပြစ်တော့မလားဟာပြစ်တတ်ကြရင်ငါတို့တွေဘယ်လိုဖြစ်မလဲငါတို့နိုင်ငံတွေဘာဖြစ်မလဲစီးပွားရေးတွေဖြစ်မယ်အခုပဲကဘာကြီးကိုပေးနေတဲ့အကူကြီးတွေအကုန်ဖျက်ချလိုက်တဲ့ခါကျတော့အဲ့လောက်မီကိုတာဘာဖြစ်မလဲအဲ့ဒီအနေထားတွေအားလုံးကိုကြည့်ပြီးမှန်ပါတယ်အဲ့ဒီအနေထားတွေအားလုံးကြည့်ပြီးဝုန်းတိုင်းနဲ့အဲ့ဒီကမ္ဘာတထေးများပေါ့ပြောချင်တာကကျွန်တော်တို့လူငွေတွေတော့မပါဘူးပေါ့ဗျာဒါပေမဲ့ကျွန်တော်ပြောသလိုကျွန်တော်လည်းဝယ်နိုင်ပါတယ်တစ်ရှယ်ယာလောက်တော့ကျွန်တော်လည်းဝယ်နိုင်ပါတယ်ဟုတ်တယ်နော်အဲ့တော့အဲ့ဒီကမ္ဘာရှယ်ယာရှင်များအားလုံးတထေးများအားလုံးကအဲ့ဒီမသေးကြမရေရာမှုကိုကြည့်ပြီးအကုန်ထုတ်ရောင်းတာပေါ့ဘသူကကင်ထားရဲမလဲဘသူမဆိုလေရန်ကုန်မှာပဲကြည့်လေဟုတ်တယ်မလားကိုဒေါ်လာကင်ထားတယ်ရွှေကင်ထားတယ်ဆိုဈေးကြတာနဲ့ကိုလည်းထုတ်ရောင်းပါပဲဘယ်သူမှမနေဘူးဟုတ်တယ်မလားအဲ့သဘောပဲပေါ့အဲ့တော့ဒုံထုတ်ရောင်းတဲ့ခါကျတော့အဲ့ဒီတန်ကိုသူမခံနိုင်ဘူးအဲ့ဒီ pressure ကိုသူမခံနိုင်ဘူးသူအမေရိကန်ပြည်သူတွေကမဂါအုပ်စုကျွန်တော်ပြောသလိုအမေရိကန်နိုင်ငံရဲ့လူဦးရေ30ရာခိုင်နှုန်းကတော့သူ့ကိုဒီနေ့ပဲယူသွအောင်အမျိုးသားရေးသမားတွေမဂါဆိုတာအမျိုးသားရေးသမားမြန်မာပြည်မှာပြောတယ်ဆိုရင်တော့ပြည်စောတိအုပ်စုတွေဘလောက်ပဲသူ့ကိုထောက်ခံတယ်လို့ပြောတကဘာလုံးလူကြီးတော့တန်း9000ရှိတဲ့ပြည်သူတွေကမထောက်ခံဘူးလူတိုင်းဟာကဘာကြီးကိုတင်းငိမ့်စေခြင်းနဲ့လူတိုင်းကဘာကြီးတွေပျော်ရွှင်ရွှင်နဲ့အေးစက်နဲ့သွားနေတာကိုလိုချင်တယ်လူတိုင်းဒီတာယာနဲ့အကူတန်းနေကြတာစစ်ပွဲတွေမလိုချင်ကြဘူးအဲ့တော့ဒါအရှိတရားပဲအဲ့တော့ကဘာကြီးကလည်းမျက်စိနဲ့မျက်မြင်တွေ့ထားတယ်ပူတင်ကျူးကျော်တယ်ဆိုတာအစ္စရေးကဟာမတ်စ်ကိုတော့ပြစ်နေတယ်ဆိုတာလူတိုင်းသိတယ်ဒါကြီးကသူသမိုင်းကြောင်းတွေမသမိုင်းကြောင်းတွေပြောအင်အားကြီးတဲ့အစ္စရေးကဘာမှမရှိတဲ့ဟိုကဒုံးကြီးနဲ့ပဲခိုးပြစ်တဲ့ပြောချင်တာကဟိုဂျင်ကလေးနဲ့ပြန်ပြစ်နိုင်တဲ့လူရည်နှစ်သန်းရှိတဲ့ဂါဇာကြီးကိုဖြိုလိုက်တယ်ဆိုတာလူတိုင်းသိတယ်ဗျာမျက်စိရှိမျက်ဝါးချင်းတဲ့ဂျနေခစ်ကြီးမှာအကုန်လုံးကြည်သွားပြီးတော့လူတိုင်းမြင်နေရတယ်နော်လူတွေမြောက်များတာသိတာမြင်နေဟိုမှာလဲနေ့တိုင်းစစ်ပွဲတွေဟိုမှာရုရှားဘက်ကသွားနေတယ်ပြစ်နေတယ်ဒါတော့ရုရှားပြစ်တဲ့အချိန်မှာအမေရိကန်ထောက်လှမ်းရေးတွေကရက်ဆိုင်လာတာဖြစ်တဲ့အတွက်ရုရှားကတက်လာတဲ့ဒုံးကြီးတွေကိုယူကရိန်းကမသိတော့ပြန်ပြီးပြေးချနိုင်တဲ့အတွက်မင်းညကပဲယူကရိန်းသမ္မတရဲ့မြို့သူ့ရဲ့မွေးရပါမြို့ပေါ့နော်မွေးတဲ့မြို့ဇာတိမြို့ကိုမစ်ဇိုင်းဒုံးကြီးကြပြီဟုတ်တော့အမေရိကန်ကထောက်လှမ်းရေးကသတင်းမပေးယူကရိန်းကလည်းအဲ့ဒါပြစ်ချဖို့သူမှမသိတာဟိုကလာမလားဆိုတာသူမှအဲ့ဒီပညာမရှိဘူးအဲ့တော့မနေ့ကပဲအရက်သားတွေသေးပြီအဲ့တော့ तू post လုပ်လိုက်တဲ့အချိန်မှာပဲအရက်သား90တော့ဟိုကပူတင်ကလုံးဝမရက်ဘူးတစ်ချိန်လုံးကျဲနေတာဟိုတုန်းကဘာတော့ခံနိုင်လေအမေရိကန်ရဲ့နီးပညာထောက်နိုင်တဲ့သတင်းနဲ့အမေရိကန်ရဲ့ဒီမစ်ဇိုင်းဒုံးကြီးတွေ patriotic ဒုံးကြီးတွေကြောင့်ပြန်ပစ်ချလို့ဟိုအလုံး100လိုင်းဗျာအလုံး40လောက်ပစ်ချနိုင်တယ်60လောက်ပစ်ချနိုင်တယ်10လုံးလောက်ပဲလွတ်သွားလို့ခံတာအခုကျတော့ပူတင်က open space ဖြစ်သွားတာပေါ့ယူကရိန်းနိုင်ငံအကာအကွယ်မိပူတင်မိလှုပ်ချင်တာလှုပ်တော့ဆိုပြီး Trump က license ထုတ်ပေးလိုက်တာ license to ပူတင်ပြစ်ပေါ့အခုအဲ့ဒီအိဗယ်တက်ရောက်သွားတယ်
ပူတင်ကယူကရိန်းကိုမင်းလှုပ်ချင်တာလှုပ်တော့ကွာဘာလို့ငါတို့အမေရိကန်ကယူကရိန်းကိုအပေါ်ကနေအုပ်ပြအားပေးတာငါဖယ်ပေးလိုက်ပြီမင်းလှုပ်ချင်တာလို့ယူကရိန်းမျိုးပဲမလုံးနိုင်တော့ဘူးဆိုပူတင်ကနှွားတာနေ့တိုင်းပြစ်နေတယ်အဲ့တော့တစ်ဖက်ကပြောတော့ယူကရိန်းကငင်းငယ်ရေးမလို့ခြင်းဘူးယူကရိန်းကအပြစ်မခက်ရဲ့မလို့ခြင်းဘူးပြောနေပြီးတော့ပူတင်ကိုကြတော့သူကပြစ်ခွင့်ပေးလိုက်တယ်ပြစ်နောက်ဆုံးကြတော့ယူကရိန်းမင်းလက်မှတ်လာထိုးမင်းမခံနိုင်ဘူးလားတေတော့မယ်မဟုတ်လားလူတွေအများကြီးဆုံးရှုံးတော့မယ်မဟုတ်လားလက်မှတ်လာထိုးဆိုတဲ့ပုံစံကိုခလေးခွက်ကဘာမှာရှိတဲ့ထမင်းစားနေကြတော့ကျွန်တော်တို့ခလေးတွေအားစားသိတဲ့အကွက်ကိုကြာဖို့နဲ့ရိုက်ပြီးကြာဖို့ဒီမိုကရေစီနဲ့အသုံးချနေတဲ့အခါမှာမခံနိုင်တဲ့ဥရောပနိုင်ငံများကဒီနေ့အစည်းအဝေးလုပ်တယ်သမ္မတမက်ခရွန်ကပြောတယ် pivot လို့သုံးတယ်သိလား PIVOT pivot သူသုံးတဲ့စကားလုံးအင်္ဂလိပ်စကားလုံးအမှန်တော့မှားမယ်နော်ကျွန်တော်ကအင်္ဂလိပ်စာတိတ်တော်တာဆိုတော့ pivot လားဘယ်လိုထွက်လဲကျွန်တော်အသံထွက်ပြမယ် pivot တဲ့လား pivot မဟုတ် pivot ပြန်နားထောင်ကြည့်နော် pivot အော် pivot လို့သုံးတာအဓိပ္ပာယ်ကစုံလင်ငုတ်မန်တိုင်အချက်ချာမိတွေ့တယ်ခြာကနေလှည့်တယ်ပေါ့ခြာကနေလှည့်တယ်မက်ခရွန်ကပြောတယ် Wi-Fi ကြောက်ထစ်နေတာလားကျွန်တော် Wi-Fi ပိတ်ထားတယ်ဗျာသိလား Wi-Fi မပါဘူးမရှိဘူး mobile internet နဲ့ပြောတာ pivot အဲ့တော့မက်ခရွန်ကပြောတယ်အမေရိကန်ဟာရုရှားဘက်ကိုလှည့်သွားပြီကျွန်တော်တို့ကဘာပေါ်မှာမကြားဘူးတဲ့စကားကျွန်တော်တို့သက်မှာတစ်ခါမှမကြားဘူးတဲ့စကားပြည်သစ်သမ္မတကိုယ်တိုင်ဒီနေ့ပရက်ဆဲမှာလုပ်နေတဲ့ဥရောပခေါင်းဆောင်များအစည်းအဝေးမှာပြောလိုက်ပြီအမေရိကန်ဟာရုရှားဘက်လှည့်သွားပြီပြောချင်တာကသူ့ရဲ့လုပ်ရက်ကိုကြီးနှကြီးဖြစ်တဲ့ UK နဲ့ပြင်သစ်ကမသိစရာမရှိဘူးသူဘလို့ပဲသူ့ရဲ့ mega base ပေါ့သူ့ရဲ့အမျိုးသားရေးတွေကိုတော့သူဘလို့ပဲထောက်ခံပြီးတော့သူပြလို့ပဲစကလုံးတွေနဲ့ပြောလို့ရပြီမဲ့လေသူဘဲကိုခြေလန်းလှမ်းနေပြီလဲဆိုတာကိုဥရောပခေါင်းဆောင်တွေကပြူတူပြဲတဲ့တွေဖြစ်ပြီးဒီနေ့ပြည်သစ်သမ္မတကိုယ်တိုင်ကအရေးပေါ်အစည်းအဝေးနောက်တစ်ချိန်ထပ်ခေါ်ရပြီးကျွန်တော်တို့ဘာအောင်သွားသတိရတယ်ဆိုကိုဗစ်ကာလနဲ့တပုံစံနဲ့ဖြစ်နေပြီကိုဗစ်ဖြစ်ကာစအနေထားနဲ့တပုံစံနဲ့ဖြစ်နေပြီအမေရိကန်ဟာရုရှားဘက်ကိုခြာကနေလှည့်သွားပြီပီဗစ်လာခဏအတမ်းမလို့ထွက်လည်းမသိဘူးပြန်ထွက်ကြည့်မယ်နော်ကျွန်တော်အဲ့လောက်ထိညံ့တာဒါကြောင့်ကျွန်တော်ပြောတဲ့စကားအင်္ဂလိပ်နားမလဲဘူး pivot တလား pivot လို့ထွက်တာဗျတလားအဲ့တော့ EU Commissioner မင်းကြီးပေါ့နော် Mrs. Vom ကလည်းဥရောပလုံခြုံရေးကအချင်းချောက်ခံနေရပြီစကလုံးတွေရမ်းမြင့်တာတခါဥရောပဟာစကလုံးတွေနဲ့ဆွေးနွေးနေတဲ့ statement ထုတ်တဲ့အဖွဲ့အစည်းပဲဖြစ်နေပြီလားဆိုပြီးတော့ဝေဖန်မှုတွေကလည်းအကြီးတက်နေတယ်မင်းတို့ပြောလိုက်စကလုံးတွေနဲ့ဆွေးနွေးကြလက်တွေ့မလာဘူးဒါမျိုးဖြစ်နေပြီလားပေါ့ဒါကဒီနေ့အဲ့ဒီလိုပြောလိုက်တဲ့အခါမှာတကဘာလုံးမှာရှိတော့ကဘာသူကဘာသားအလုံးကရင်တထိတ်ထိတ်နဲ့စောင့်မျှော်နေရတဲ့အနေထားပြောချင်တာကကိုဗစ်အစမ်းကာလအနေထားကိုကျွန်တော်တို့ဖြတ်သန်းနေပြီကိုဗစ်ကြီးကတကယ်ပဲကျွန်တော်တို့နိုင်ငံတွေကိုလာကူးမလားမကူးဘူးလားကျွန်တော်တို့နိုင်ငံတွေအားလုံး lockdown လုပ်မလားမလုပ်ဘူးဆိုတာနောက်ဒီရက်ပိုင်းမှာဖြစ်လာတော့မယ်ကမ္ဘာအခင်းကျင်းမယ်အဲ့တော့
လူကြီးမင်းများခင်ဗျာကမ္ဘာဈေးကွက်ကတရုတ်မှာမရှိဘူးကျွန်တော်မြင်အောင်ပြောပြပါရစေအခုဖြစ်နေတာတရုတ်ကအနေသားကြီးကျွန်တော်တို့ဖြစ်ချင်တာကိုဆွဲပြောနေတာကမ္ဘာဈေးကွက်ကတရုတ်မှာမရှိဘူးကမ္ဘာဈေးကွက်ကအမေရိကန်မှာရှိတာနယူးယောက်မှာရှိတာလန်ဒန်မှာရှိတာဥရောပမှာရှိတာအဲ့ဒါကအမှန်တရားဗျအဲ့တော့အဲ့ဒီကမ္ဘာဈေးကွက်ကြီးကိုလန့်နေရပြီကမ္ဘာကြီးကဒီကုန်တယ်ကွန်ကမမှန်ပါဘူးလို့ပြောနေတာကို तू အတင်းကျပ်ပြောတယ်အတင်းကျပ်လုပ်နေတယ်အဲ့ဒီအနေထားကနေအကာအကွယ်မရှိလို့အကာအကွယ်ပေးထားတဲ့နိုင်ငံကိုအကာအကွယ်ဖြုတ်ပေးလိုက်ပြီးပူတင်ကိုမင်းထိုးကျင်တဲ့လောက်ထိုးတော့ကွာအဲ့ဒီကောင်လှုပ်ချင်တာမင်းလှုပ်အဲ့ဒီကောင်ဖင်ထိုင်ကြရင်မင်းကိုနောက်ဆုံးဒူးထောက်ပြီးတော့ဘဘပူတင်ရဲ့ဒါတော့အရက်စကားပြောတာဘဘပူတင်ရဲ့ယူလိုက်ပါတော့တားဖို့တော့ချမ်းသာပေးပါဆိုပြီးတော့ဒူးထောက်ရအောင်လှုပ်ပေးနေရောသလားလို့ထင်ရလောက်အောင်ဥရောပခေါင်းဆောင်များကတက်ပြောနေတာစကလုံးတက်ကြီးပြောနေတာလူတွေကပြောတယ်အမေရိကန်သမ္မတဟာရုရှားသမ္မတနဲ့ဘာပတ်သက်တယ်ညာပတ်သက်တယ်ဒါဆွဆွဲနေတာအမေရိကန်ဒီရုရှားပဲလှည့်သွားပြီလို့ကမ္ဘာကြီးအားကြီးနိုင်ငံတနိုင်ငံဖြစ်တဲ့ပြင်သစ်သမ္မတမက်ခရွန်ပါဇက်ကကိုပြောနေတာဒီစကလုံးကအလွန်အမတန်လေးနဲ့ပါတယ်မပေါ့ပါဘူးဥရောပကော်မရှင်နာမင်းကြီးMrs. Von ကဥရောပဒီလုံခြုံရေးအန်ဒီရဲ့ချင်းချောက်ခံနေရပြီလို့ထုတ်ပြောနေရတဲ့အဆင့်ကိုရောက်သွားပြီယူကရိန်းစစ်ပွဲစတော့ကယူကရိန်းနိုင်ငံဘေးမှာနိုင်ငံလေးအသုံးနိုင်ငံရှိတယ်သိလားယူကရိန်းနိုင်ငံအပေါ်မှာရုရှားရဲ့နယ်စပ်ပေါ့ဘယ်လာရုစ်ရဲ့အပေါ်မှာလာဗီယာအက်စတိုနီးယားလီသွာနီးယားနိုင်ငံသေးလေးတွေအရင်တော့အရှေ့ဥရောပပြောချင်တာကရုရှားကနေခွဲထွက်တဲ့နိုင်ငံသေးလေးတွေလီသွာနီးယားဆိုလူကြီး3 သန်းလားရှိတာ2 သန်းလားရှိတာဒါပေမဲ့ဒါကြောင့်ကျွန်တော်တို့တစ်ခါပြောမှုတယ်မြန်မာနိုင်ငံကကျောင်းလက်တက်ချင်တဲ့ကလေးတွေလီသွာနီးယားနိုင်ငံမှာတက်ပါသူတို့ဒီ EU နိုင်ငံကျောင်းလက်ကရန်စေးပေါ်တယ်ကျွန်တော်တို့တစ်ခါကျွန်တော်လိုက်မှာပြောမှုတယ်အဲ့ဒီနိုင်ငံတွေကယူကရိန်းကိုကြည့်ပြီးလန့်နေတာသူတို့လေရုရှားနဲ့ဘယ်လာရုစ်အပေါ်မှာရှိတာနေပုံရယူကရိန်းလိုနိုင်ငံကိုပူတင်ကဘုံနဲ့ဝင်လိုက်အဲ့ဒီ3 နိုင်ငံကပူတင်ဒီနေ့လိုချင်ဒီနေ့ရမှာအဲ့တော့သူတို့3 နိုင်ငံကြောက်နေပိုလန်ကဒါရိုက်ရုရှားနဲ့နေဆက်မရှိဘူးကြားထဲမှာဘယ်လာရုစ်ခံနေသေးတယ်ဘယ်လာရုစ်နိုင်ငံတွေတစ်ဆင့်မှာပူတင်လာမှပိုလန်ကိုရမှာဟိုအပေါ်က3 နိုင်ငံကတ်နေရောပိုလန်အပေါ်မှာရှိနေတာအဲ့3 နိုင်ငံကတ်နေရောရုရှားနဲ့နောက်နိုင်ငံလေးတွေစင်ကာပူလိုရောအဲ့တော့အဲ့လိုပြောင်းနေတာဖြစ်တဲ့အတွက်အဲ့3 နိုင်ငံကတစ်ချိန်လုံးပြောနေတယ်ယူကရိန်းကိုမျိုးများထောက်ပံ့မှာဥရောပနိုင်ငံများလုပ်ပေးပါယူကရိန်းဒီပုံစံမရဘူးယူကရိန်းကြရင်ငါတို့တွေအကုန်သွားမယ်ဥရောပကမလုပ်ဘူးဒါလွန်ခဲ့တဲ့3 နှစ်တည်းကအမေရိကန်ရှိတာပဲအမေရိကန်လုပ်လိုက်မယ်အဲ့ဒါနဲ့တခါနောက်ကြတော့အဲ့ဒီ3 နိုင်ငံကို9 နိုင်ငံကထောက်ခံလာတယ်ပိုလန်တို့ဘာလို့ပါလာတယ်ဒါလည်းဥရောပကော်မရှင်ကမလှုပ်ပြန်ဘူးအထူးသဖြင့်ဘယ်သူကမလှုပ်တာလဲဂျာမနီအဲ့တော့ဂျာမနီကလည်းမလှုပ်ပြန်ဘူးအဲ့တော့အဲ့လိုဂျာမနီကလည်းမလှုပ်တာဖြစ်တဲ့အတွက်အဲ့ဒါနဲ့အဲ့ဒီဟာကြီးကဥရောပဆွေးနွေးပွဲခေါင်းဆောင်တွေဆွေးနွေးပွဲက statement ထုတ်တဲ့အဆင့်ပဲဖြစ်နေတယ်လက်တွေမပါလာဘူးအဲ့ကနေပြီးတော့တကယ်အတမ်းမကြားရတော့ဘူးလားအတမ်းပြန်ကြားရပါပြီလားကြားပါတယ်အဲ့တော့အဲ့လိုမျိုးဖြစ်လာတာဖြစ်တဲ့အခါကျတော့
နောက်ဆုံးဂျာမနီကလည်းငါတို့မပါဘူးလို့ပြန်ဒါပေမဲ့အဲ့လိုဥရောပက3နှစ်အတွင်းညင်းရင်ခုံရင်ညင်းရင်ခုံရင်အဲ့ချိန်မှာဂျိုးဘိုင်ဒန်ကလည်းမပူနဲ့ငါတို့ပြင်ဖြစ်နေထရန့်လည်းတက်လာကောအဖြေကဘာဖြစ်သွားလဲဆိုတော့ဥရောပခေါင်းဆောင်တွေဒီနေ့အတန်ထွက်ပြီဂျာမနီကလည်းငါတို့ပေးတော့မယ်ငါတို့ကိုယ်တိုင်ပေးတော့မယ်မနေ့ကပြည်သစ်သမ္မတဆိုဘယ်လောက်ထိတောင်ထုတ်ပြောပြီးလဲဆိုငါမှရှိတဲ့နျူကလ িয়ার လက်နက်နဲ့ငါဥရောပကိုကာကွယ်မယ်ငါနျူကလ িয়ার လက်နက်ကိုလည်းငါရဲ့မဟာမိတ်ဥရောပနိုင်ငံများကိုပေးဖို့စဉ်းစားနေပြီငါရဲ့နျူကလ িয়ার လက်နက်တွေကိုအားလုံးကိုဥရောပငါရဲ့မဟာမိတ်နိုင်ငံတွေမှာသွားထားဖို့ငါစဉ်းစားရတဲ့အနေထားဖြစ်နေပြီလို့ပြောကြတယ်အဲ့တော့ပြောချင်တာကဥရောပနိုင်ငံများကတောက်လျှောက်ညင်းခဲ့တာဒါပေမဲ့ဒီနေ့ဒီအစည်းအဝေးကြီးမှာဥရောပနိုင်ငံများကမ္ဘာပေါ်မှာကြီးငါးကြီးဗျာတရုတ်တော့အဲ့လိုမျိုးပြောတော့တစ်ခါမှကျွန်တော်တို့မကြားဘူးရုရှားလည်းသူယူကရိန်းကိုသိမ်းတာမပြောဘူးဒီနေ့ကြီးငါးကြီးဖြစ်တဲ့ပြင်သစ်သမ္မတကအမေရိကန်နိုင်ငံဟာရုရှားပဲလှည့်သွားပါပြီငါတို့ဥရောပသည်အန္တရာယ်ကြရောက်နေပါပြီရုရှားသည်ဥရောပကိုအမြဲတမ်းရန်ရှာနေတဲ့ရန်သူနိုင်ငံဖြစ်တယ်ရုရှားသည်အမြဲတမ်းသူ့ရဲ့ကွန်မြူနစ်စနစ်နဲ့ဥရောပကိုလွှမ်းမိုးချုပ်ကင်မှုလုပ်နေတဲ့ရန်သူအစ်စ်ဖြစ်တယ်ဒါကြောင့်ရုရှားရဲ့ရန်ဟာငါတို့ဥရောပကိုပါဒါတိုက်ချင်းချောက်နေပြီအဲ့ဒါအတွက်ငါတို့ပြည်သစ်နိုင်ငံကဥရောပကိုကာကွယ်ရတော့မယ်ပြည်သစ်နိုင်ငံသူနိုင်ငံသားများအဲ့ဒါကိုနားလည်ကြပါမနေ့ညကသူပြောတဲ့မိတ်ကုန်းမှာပြောရတယ်ငါတို့မှာရှိတဲ့နျူကလ িয়ার လက်နက်လူအာဆင်နယ်950သူ့မှာနျူကလ িয়ার ထိပ်ဘူး950နဲ့ငါတို့ဥရောပကိုကာကွယ်မယ်ရုရှားမှာရှိတာ1000ကျော်ရှိတယ်1600လောက်ရှိတယ်ပြီးတော့ငါတို့မှာရှိတဲ့နျူကလ িয়ার လက်နက်တွေကိုငါတို့မဟာမိတ်ဥရောပနိုင်ငံများကိုပေးတော့မယ်ဂျာမနီပေါ့အဲ့ဒါမျိုးထုတ်ပြောလာတဲ့အဆင့်ထိကိုဒေါ်နယ်ထရန့်ကဆွဲတင်သွားလိုက်ပြီဘာကြောင့်လဲဒေါ်နယ်ထရန့်ကယူကရိန်းကိုဆက်ဆံနေတဲ့ပုံဒီပူတင်ကိုအနိုင်ပေးခြင်းပြီးပူတင်ကိုလှုပ်ချင်တာလှုပ်ပေးရမယ် Great American Great Again အမေရိကန်နိုင်ငံကြီးကျယ်တယ်လို့ကြွေးကြော်နေခြင်းအမျိုးသားရေးကြွေးကြော်နေခြင်းသည်သူ့ရဲ့မဟာမိတ်နိုင်ငံဥရောပကိုချနှင်းပြီးယူကရိန်းနိုင်ငံကိုချနှင်းပြီးအမေရိကန်နိုင်ငံကြွေးပြီးတော့အမေရိကန်ရဲ့ရန်သူကမ္ဘာရဲ့ရန်သူအထူးသဖြင့်ဥရောပရဲ့ရန်သူဥရောပတည်ငြိမ်မှုဥရောပနိုင်ငံသားတွေရဲ့ဒီမိုကရေစီစနစ်နဲ့ခံစားနေရတဲ့ပျော်ရွှင်နေမှုတွေကိုမနာလိုမရှုစိတ်နေကြတော့ဒီမိုကရေစီစနစ်မှာချမ်းသာတယ်ကြွယ်ဝတယ်ပညာတတ်တယ်လူတွေလာလဲခြင်းကြတယ်ပျော်ရွှင်နေကြတယ်လွတ်လပ်မှုတွေခံစားနေရတယ်ကမ္ဘာမှာအကောင်းဆုံးစည်းစိမ်တွေခံစားနေရတယ်အဲ့ဒီမိုကရေစီနိုင်ငံသားတွေရဲ့ဘဝတွေကိုမနာလိုမရှုစိတ်ဖြစ်တဲ့ပူတင်ကဥရောပကိုဖျက်ဆီးတော့မယ်ဆိုတဲ့အဲ့ဒီ mindset ကိုအမေရိကန်ကအသာပေးလိုက်ပြီးပူတင်ရေမင်းဥရောပကိုဖျက်ဆီးတော့လို့မိစိန်ပြလိုက်တဲ့ပုံစံမျိုး